အားလုံးပဲမင်္ဂလာပါဆိုဒီနေ့ slime လေးလုပ်ကြည့်ပါတယ် slime ကတော့ပန်းစီအရင်လေးရယ်လိမ္မော်အနုလေးရယ်လိမ္မော်အရင်လေးရယ်3ရောက်လောက်ထားပါတယ်ပန်းစီအရင်လေးကနည်းနည်းလေးပဲပါပါတယ်ဒီမှာရှေ့မှာသမီးမျက်နှာရှေ့နားလေးမှာယူပုံလာလေးဖြစ်တာယူပုံဟုတ်တယ်ဟိုကပြီးတော့ဒီမှာဒီမှာပေါ့နော်အရင်လေးနဲ့လုပ် slime လေးလုပ်နေပါတွေ့ရတာမသိဘူးရှင်ကျေးဇူးပါโอเคလုပ်နေ Incredible work. It's this one. And this one. Okay. တွေ့ရမလား Okay. Got a keen eye for detail. Okay. ဒါတော့ရီထည့်ထားပါရီထည့်ပြီးတော့ဝင်နေရပါ What is the word behind these emojis? ရီကိုမြများလေးပြပြလေးထည့်မယ်ပေါ့နော်ပြစ်သွားတဲ့အထိဒီမှာရီထည့်မယ်နှစ်စုံထည့်လိုက်တယ်ပြီးရင်သုံးစုံထည့်လိုက်တယ် Presents a seahorse. သုံးစုံထည့်ပြီးထည့် glitter တွေဘာညာတွေကဒီမှာထည့် glitter ဘာလဲမသိပါဘူး Let's try to speed it up. အဲ့လိုမျိုးပဲစပြားလို့ဘာညာတို့ထည့်မှာပေါ့နော် glitter ကတော့မရှိဘူး handmade ပေါ့ handmade That was tricky, but you figured it out. ဒီပြပြလေးဖြစ်သွားတဲ့ဒီနေရာမှာပေါ့ပြပြလေးဖြစ်သွားတဲ့ဒီနေရာမှာโอเคဒါတော့တော်တော်ယူပြပြကြီးဖြစ်နေပေါ့နော်အရေးတွေပြောအောင်အဲ့တက်ဟာမလား ရေရီပြောကုန်ပြီရတော့မရှိရဟိုမရှိသေးရယူထားတဲ့ It's a challenge alert. Stay focused and memorize where each emoji is located. မဟုတ်တယ်မြူနဲ့မဟုတ်ပေးမမโอเคလို့ရှိရင်ယူလေရော့မမြောက်လောင်းကလာဖောက်ခိုင်းနေရော့ Did you find them? The pair is in positions 1 and 8. အဖေရအော်ရ Here comes the next one. Give it a ကိုကို shot. ထုတ်ရတယ်ဒီမှာထုတ်မျိုးလေးထုတ်အမရော့ဒီအိတ်ကယူอ่ะအမအမယူอ่ะ You found the standout one. အိတ်တယ် Awesome job. အေးမမယူอ่ะပေး Your answer. သွားပါတတိရလဲမင်းမြင်းထူလိုက်တာကိုပြုံးနေနဲ့ကြိုက်တယ်လို့ Take a closer look. It's right in front of you. ဆိုတော့စပြာလေးထိလိုက်မယ်နည်းနည်းလေးတော်ရုပ်ကနေ Which emoji is the odd one out? ဆိုတော့စပြာတော့ထိမယ် let's go ဒီစပြာလေးနဲ့ငယ်တော့ထည့်ကြမယ်စပြာတော့ထည့်မယ်โอเคစပြာထည့်ဖို့ရပြီဖျားကြီးโอเคဖျားလေးထည့်မယ်ကျွန်တော်တော့ဒါလေးပဲနည်းနည်းလေးပဲဒါအရန်ခဲတယ်အားကြောင့်ဒါလေးတော်များဝိုင်းအများကြီးဖြစ်သွားတယ်လို့so let's go သွားကြမယ် Next level. You know what to do. okay You cracked it. okay တတုံရှောင်းမလုံးနဲ့တဲ့ Where is the okay emoji so located?
有没有聊？这俩也冷不冷？不会冷的是俩人。 သူနဲ့ရှိရနော် The eye emoji can be found 妈 right 妈，你再冷不冷？我 here. How about this one? โอเคနည်းနည်းလေးတော့လူသေးရယ်ဆိုတထဲလိုက်အောင်မတထဲလိုက်အောင်ဆိုဒီမှာ You're right. တ်တုံးမဲလို့ခံစားရတယ်နည်းနည်းလေး What's your answer? ဖယားရေโอเค You found the 要 special 跑 one. 步啊！ Puzzle alert. Locate the missing piece to finish the picture. စနပြေနေလီကတ်တယ်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 ဖယားရေ You chose media. sorry ပါခဏပြုတ်ကြ Thank you for joining today's challenge. How did you do? Drop your final score in the Yeah. comments down below, and you could get a shout out in our next video. Don't forget to subscribe to our channel and choose your next challenge. See you in the next one. ။ဒါဆိုတော့ရရင်သူဒီမှာနည်းနည်းဆော့ချင် 哎呀，这是我的鸡嘛？妈妈鸡。 ။လာပါ 罗巴的那种。 အလွန်ကြီးမှာ Hey there, my awesome Fruity Squad. Samajima. Welcome back to Quiz Dino. Today, we're playing Find the Odd One Out. Fruit Edition. You'll see a bunch of fruits on screen, but one of them does not fit in. Can you find it? နည်းနည်းလေးကတ်တယ် There ကြီး are ဆိုတာ 60 fun rounds waiting for you, but you've only got 10 seconds each. So stay ရုပ် sharp. ရှင်ဟဲ့ရောမတွေ့ရ Shout out your answers nice and loud. A big dino hug to everyone who rocked that last challenge. You guys are amazing. Want to see your name glowing on screen next time? Okay. Just drop your guesses in the comments, and you might be our next Fruity Star. So hit အက that ပ်ပူရန် subscribe button. Join the ဒါပေမဲ့ Dino န Squad. ည်းနည်းတော့လူသေးရဆို Into the Fruity နည်းနည်းလေး Fun. ထင်းဂိမ်းမှာနည်းနည်းတော့ထည့်လိုက်ပြီ Yahoo! You nailed it. The first point goes to you. okay Which pineapple is okay ဆိုတော့စက်နေမယ် Bravo, Detective? ဝီ You မယ်အော် solved နည်းန it. ည်းလေးတော့ရနေပြီအေးခဲဝါလီအောင်မသိဟေးခဲနော်စာတင်လို့ရတော့မယ်ပြောလိုက်တာ Can you spot the odd strawberry? စလဘရီဒီမှာမျိုးလုံးမပါတဲ့ဟာလေး ဒီမှာလေ 妈妈， အေးတော်တော်ကြီးခဲဝါရှင်တော်တော်ကြီးမခဲခြင်းဘူးဆိုစားပြန်ထည့်ရတော့မယ်ကိုယ်စားထည့်တော့ပျော့ Sharpen ပျော့ up to အောင် spot the တော် odd လို့ emoji စိ out. တ်လေး green color so close တော့ထည့်မယ် 哎呀，妈妈的呀， တော်တော်ကြီးမှာပဲခဲနေပြီ 那呀呀嘛喵呗。 So impressive. များတော့ခဲနေပြီဆို Here comes a fruity shadow challenge. ထဲတင်တာနည်းနည်းလေးတွားယူလာမှာပေါ့နော်ထဲတင်တာလေး ဟုတ်တယ်ဟုတ်တယ်မှန်တယ် okay so ခိုးစားလေးထည့်လိုက်မယ်တော်တက်စီအဲ့လေးထည့်လိုက်ပျော့သွားတယ် Which one is the odd ဆိုတော့ပဲ mango လောက်ပဲ out? တော်တော်များတယ်ဒါဆိုရင် ဘယ်လောက်ဖြုံးနေတာပတ်စံနေဘယ် ဆို လောက် တော့ဆိုတော့နည်းနည်းလေးထည့်လိုက်မယ်ဟုတ်နေတော့နည်းနည်းလေးထည့်လိုက် Take a look at these emojis. Okay, Can nail you on it. guess the fruit? cherry တဲ့ okay sherry ဟုတ်တယ် sherry 没别冒水。 မာလေးကလေးထားလေးရ share wine လေးနဲ့ဆို cherry Great job! Those emojis spell out cherry.
ကဲကြားရလားအတန်ကြားရလားကြားရပါနော်တန်တိုးနေလားလို့ Which cherry breaks the pattern in this set? တော့တာတာဒီတော့မင်းရဒီမှာနေတော့ခေထဲအောင်ပြောမှာလက်ကလေးနဲ့ရေလေးကိုခွက်ကလေးနဲ့ခံပြီးတော့တက်လာ တလေးလာမနည်းနည်းပေးအောင်အားလေ Amazing. နိုင်ကုန်လေးနဲ့ပဲ ဟောအားလေးနည်းနည်းပေးကြအောင်တလေး Hey, hey, can you find it? ကဲဆိုတော့ပြောနေပြီတော်ပြီတော့ဟောတော်တော်လေးကိုပါ Nice catch. You found it. ကဲ How about this one? ဟီရိုဘာလာဘာလာဘူးကိုချာနီညာမီဆာမတော့ဘာကိုမလေးတချောင်းချင်းဒီမှတ်ပေးပါနော်ဘာလို့လဲဆိုတော့ဒီဟာလေမှားနေမှာဆိုလို့ပေါ့နော်လောက်တာโอเค There's a different watermelon here. Can you see it? ဆိုတော့ဒီမှာဒါရတော်တော်ယူမှာပြစ်နေပြီပေါ့နော်ပြစ်နေတော့ဘာပဲလေးထည့်လိုက်မယ်ဆိုရင်စစ် Next ပြီးသွားပါပြီ round. Where's the odd watermelon hiding? လောက်လေးပဲထည့်ပါပေါ့နော်လက်နဲ့ပဲနေမယ်ဆိုနေနေပါညာလုံနေတော့ Nailed it. โอเคစင်ပြေလာပါပြီ Show me your answer. โอเคစင်ပြေသွားပါပြီ Let's check. လက်တပြီးကုန်ပြီးကုန်ပြီလက်တဟမှာ Would you rather like this video and comment on your favorite fruit or eat a rotten guava? အဲကျွန်တော်ဆော့မယ် That's an easy choice. Liking and commenting is way better than eating a rotten guava. Which plum catches your eye? โอเคလောကမကတ်ဘူးလို့လေရခေကနာပေးကြနေဟာရဒီထဲမှာပြန်ကတ်သွားတော့လောကမကတ်တော့ဒီမှာခွက်ကဟာလေးလည်းပြန်ကတ်တခြား Time for a shadow challenge. Which one is the grape's shadow? โอเคတကားဖောင်းလို့ရပြီ Great job! That's the correct grape silhouette. ဒီနေ့လေးတော့မာနေတယ်လို့ခံစားရတယ်ဆိုတော့ချီလေးနည်းနည်းထည့်တယ် Quick, point out the Oh, one wow, that's that's different. မြင်ရလားโอเคမြင်ရဦးပါလို့တော့မြင်ရ Yes, indeed. That is correct. Awesome job finishing the easy levels. Now it's time to step up to the medium levels. Can you spot the odd kiwi? โอเคဒါဆိုတော့ water slime လုပ်ရှင်တာဒါပေမဲ့ water slime မလုပ်တော့ water slime လုပ်နေလေတည်ရ comment အောက်မှာရေးခဲ့ပေးပါနော် water slime လုပ်တယ်လို့တကယ် This ဟုတ် one နော် is a misfit. ဟို water slide ရဝယ်တော့ဝယ်ချင်တယ်ဒါဝယ်တာရှိတယ်ဝယ်တိုင်းဟာဟိုမှာရှိတယ်ဒါပေမဲ့ Watch closely. ကိုကတော့ handmade လုပ်ချင်တာကွာဒါပေမဲ့ handmade ကမလုပ်တော့ဘူး Find it. အဲ့ကြဘယ်လိုလုပ်မှမသိလို့ comment လေးမှာတစ်ချက်ရေးခဲ့ပေးပါနော်ကျေးဇူးများတင်ပါတယ်ကိုဘီယာလေးဖွင့်ပြီးကျေးဇူးများတင်ပါပါ Okay Ta-da! The apple is So- right here.
မှာဒါကတော့ဒီနေ့တော့တော့ပါပဲဘာလို့လဲဆိုတော့ဒီကလေးဒီနေ့ကတော့ဒီ slide လေးလုပ်ပြီးသွားပါတော့ဒါတော့မှုလို့ညမှုကြပါဒီ slide လေးကိုဒီနေ့ဒါလေးလုပ်ပြသွားပါတော့ဒီဗီဒီယိုလေးဒီမှာပဲရရှိပါတယ် bye bye